ခု1947ခုနှစ်ဒီဇင်ဘာလ10ရက်ယနေ့လူနေမျိုးသည်ကမ္ဘာကုလသမဂ္ဂ UN ကအားလုံးသောလူသားတို့၏အခြေခံခွင့်အရေးများကိုဖော်ပြထားသောမိသည့်သမိုင်းဝင်စာတမ်းကိုလက်ခံအတည်ပြုခဲ့သည်။ဤနေ့ကိုကမ္ဘာလူအခွင့်အရေးနေ့အဖြစ်သတ်မှတ်သည်။ A. ကမ္ဘာငြိမ်းချမ်းရေးသဘောတူညီချက် World Peace Treaty B. လူအခွင့်အရေးဆိုင်ရာကြေညာစာတမ်း Universal Declaration of Human Rights UDHR C. ကမ္ဘာရာသီဥတုသဘောတူညီချက် Global Climate Accord D. စစ်ပွဲတားမြစ်ရေးစာချုပ် Anti-War Treatyဖြေမှန်မှာ B လူအခွင့်အရေးဆိုင်ရာကြေညာစာတမ်း UDHR ဖြစ်သည်1948ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်ကုလသမဂ္ဂအထွေထွေညီလာခံမှာ